အလုတ်တစ်ခုရေရှည်အောင်မြင်ဖို့အတွက်ဆိုရင်တဲ့ဘာတွေလိုအပ်တယ်လဲတတ္တာအရေးကြီးတယ်နော်ယုံကြည်ချက်မပါရင်ဘယ်အလုပ်မှမခိုင်မြဲဘူးဟုတ်လားယုံကြည်ချက်မပါရင်မခိုင်မြဲဘူးကိုလို့တဲ့အလုပ်ကယုံကြည်ချက်မရှိတော့ဘူးဆိုအဲ့အလုပ်လျော့သွားတာပျောက်သွားတာဟုတ်လားယုံကြည်ချက်အားကောင်းလေလေအလုတ်ကခိုင်မြဲလေလေတွန်းအားတစ်ခုနော်တရားဟာတွန်းအားအကြီးကျယ်ပါတယ်တရားတွန်းအားကောင်းမှကျန်တဲ့အလုတ်တွေအဆင်ပြေတယ်ဟုတ်လားနော်တတ္တာသိအရှိကြီးတာပဲဒါကြောင့်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကတရားနဲ့ပတ်သက်ပြီးတော့ဥပမာတော်တော်များများကိုပေးတယ်နော်တတ္တိတာဝိတံပုရိသတသစ္ထံပုရိသတမြို့ကောင်းသားမြို့ကောင်းသမီးများအတွက်သစ္ထံအမျက်ဆုံးဖြစ်သောဝိတံဥစ္စာကတတ္တာတတ္တတရားတည်တဲ့ဘုရားကမင်းတို့လောကပစ္စည်းတွေဘလောက်ပဲတန်ဖိုးကြီးတယ်ပြောတဲ့နော်ရွှေငွေတွေဘလောက်တန်ဖိုးကြီးတယ်ပြောတဲ့တန်ဖိုးကြီးဆုံးပစ္စည်းကိုပြောပါဆိုရင်တတ္တာပဲတဲ့ဟုတ်လားအဲ့ဒီတတ္တာအာမကောင်းရင်စုထားတဲ့ရွှေငွေလည်းပဲပျောက်ပြက်သွားနိုင်တယ်တဲ့ဟုတ်လားတတ္တာအာမရှိတော့ဘူးအာလျော့သွားပြီဆိုရင်ကိုရှိထားတဲ့အိမ်ယာလည်းပျက်စီးနိုင်တယ်ဟုတ်လားတေချာတွေးကြည့်ပေါ့နော်စီးပွားရှာတဲ့ပုဂ္ဂိုလ်တယောက်ကတတ္တာအာကောင်းကောင်းယုံကြည်ချက်အာကောင်းကောင်းနဲ့စီးပွားရှာနေမယ်ဆိုရင်အဲ့ဒီစီးပွားဟာတိုးတက်နေမှာပေါ့ကိုယ့်အလုပ်ကိုမယုံကြည်တော့ဘူးဆိုရင်ဘယ်နဲ့တော့စီးပွားရှာလို့ဆင်ပြေအောင်မလားမပြေရင်ရှိထားတဲ့ပစ္စည်းတစ်ဖြည်းဖြည်းယော့မသွားဘူးလားဟောတချို့ဆိုင်ကြီးတွေအလုပ်ငန်းကြီးတွေပြတ်သွားတာအဲ့ဒါမပါဘူးလားပါတယ်တတ္တာနော်နောက်တတ္တာကိုအထောက်အကူပြုတာကိုတစ်ချက်ကြည့်ကြရအောင်တရားဘလောက်ပဲကောင်းကောင်းယုံကြည်ချက်ဘလောက်ပဲပြင်းဘလောက်ပဲရှိပညာမပါရင်ဟောအဲ့ဒီယုံကြည်ချက်ရတန်ဖို့ဘယ်နဲ့တော့မရှိနိုင်ဘူးနော်ပညာမပါလို့ရှိရင်လုပ်ငန်းတချို့တလေအောင်မြင်ရင်တောင်မှလောကဥပမာဘာပြောတော့ကြက်ကန်းဆန်အိုးတိုးလို့မသုံးလားပညာပါတလောက်တော့ဘယ်နဲ့တော့အစစရဆင်ပြေပါမလားတရားတရားတက်နဲ့သွားရင်တော့ကံကောင်းခြင်းလည်းပဲကြက်ကန်းဆန်အိုးတိုးဆိုတဲ့ပုံစံမျိုးနဲ့တခါတည်းဆင်ပြေကောင်းပြီမယ်သို့တော့ပညာရှိစီမံတလောက်ခိုင်မြဲပါမလားတရားရဲ့ခိုင်မြဲမှုကိုဘယ်သူကအထောက်အကူပေးပညာနော်အခုခေတ်မှာပို့ပြီးတော့အဲ့ဒီပညာတွေကထင်ရှားတယ်ဆိုင်ကြီးတွေတဆိုင်တဲ့ဆိုင်ပစ္စည်းရောင်းတာချင်းအတူတူပစ္စည်းတင်တာချင်းအတူတူပဲပညာအားကောင်းတဲ့ပုဂ္ဂိုလ်ရဲ့ဆိုင်ကြတော့သူကတရားတက်နဲ့မဟုတ်ဘူးလေယုံကြည်ချက်တစ်ခုတည်းနဲ့မလုပ်ဘူးလေဘယ်လိုအပြင်စင်ကဘယ်ပုဂ္ဂိုလ်ကကြိုက်တယ်ဘယ်လိုပစ္စည်းကဟဲ့လားဘယ်သူကစိတ်ဝင်စားတယ်စိတ်မဝင်စားဘူးသူကပညာနဲ့မစင်ကြင်ဘူးလားစင်ကြင်နိုင်လို့ပညာနဲ့စင်ကြင်ပြီးတော့လှူအဲ့ဒါရောင်းမှမယ်ဆိုရင်တင်မှမယ်ဆိုရင်အဲ့ဒီပစ္စည်းအဲ့ဒီဆိုင်ဟာပို့ပြီးတော့ရောင်းအားသွက်တယ်ဟုတ်လားဆိုင်ရဲ့အပြင်စင်တွေခုခေတ်ထဲမှာရေးမကြည့်ဘူးလားဘုန်းကြီးစတိုးဆိုင်တွေရောက်ဘူးတာမဟုတ်ဘူးနော်ဟုတ်လားပညာရဲ့သဘောတရားကိုထင်ဟအောင်လို့ပြောတာဆိုင်နေလိုက်ကြည့်လေဝယ်ခြင်းနဲ့ဝယ်တဲ့ပုဂ္ဂိုလ်ကဆိုင်အပြင်စင်ကောင်းရင်ဝယ်ခြင်းစိတ်မပေါ်ဘူးလားကဲဆက်ဆံရေးကောင်းရင်ဝယ်ခြင်းစိတ်မပေါ်ဘူးလားအဲ့ဒါပညာတွေပဲလေဟုတ်လားဟိုဘက်ကပညာနဲ့ဖန်ဆင်းထားလိုက်တော့ယုံကြည်ချက်အပေါ်မှာပညာဆင့်ပေးလိုက်တဲ့ခါကျတော့သူ့ရဲ့ဆိုင်ကြောင်းအားတွေကဘယ်နဲ့တော့တိုးတက်လာတာအပညာနော်မလို့လားဒါဖြင့်နံပါတ်1တရားသူ့နောက်မှာပါလိုက်လားပညာပါရမယ်နော်အခုစီဝါရေးလုပ်နေကြတယ်ပညာမပါလို့မဖြစ်ဘူးဟုတ်လားပညာကိုအဓိပ္ပာယ်ကောက်တဲ့အခါကျတော့ဘုန်းကြီးတို့ဒီဘက်က
ကုံသွယ်လုပ်ငန်းကလည်းပဲပညာရဲပါတယ်သိပ္ပံပညာတွေလည်းပဲပညာရဲပါတယ်မဲ့ညာဖူညာပညာမပညာမဟုတ်ဘူးလို့အတိပ္ပယ်ကောက်ထားတာရှိတယ်နော်ဒါကြောင့်ပညာကိုမယူသင့်ဘူးလားယူရမှာဟုတ်ပြီကဲတတ္တနဲ့ပညာတော့အားကောင်းပါပြီတဲ့ဝီရိယမရှိရင်ငောမလိုလားလိုတာပေါ့ပညာဘလောက်ပဲတော်တရားဘလောက်ပဲယုံကြည်ချက်ရှိဝီရိယကမပါလို့ထိုင်းနေပါမယ်ဆိုရင်ဘယ်နဲ့တော့မတိုးတက်ဘူးဆိုင်ရဲ့အပြင်စင်ကိုတော့ပညာကသိတယ်လက်တွေ့မပြင်ဆင်ဘူးဆိုရင်ရောင်အားဘယ်နဲ့တော့ကြာသွားမှာပေါ့လူမှုဆက်ဆံရေးကိုပညာကသိတယ်အဲ့ဒီဆက်ဆံရေးကိုလက်တွေ့အကောင့်ထဲမပေါ်ဘူးဆိုရင်ဘယ်နဲ့တော့ရောင်အားကြမှာပေါ့ဒါဆိုင်နေဥပမာပေးတာနော်ဆိုတော့ဆိုင်ကြီးတွေလုပ်ငန်းဆိုင်ကြီးတွေကုန်းဆိုင်ကြီးတွေအကြီးကြီးကျယ်တွေလောက်ကြတဲ့အခါမှာခရလျော်ဆိုအဲ့ဒီပညာတွေအသုံးချနေခြင်းမနေကြဘူးလားဝိရိယလည်းအားကောင်းကြတယ်နော်တတ္ထာရဲ့ပညာရဲ့ဝိရိယရဲ့နော်ဟောနောက်ဆုံးချုပ်ရအောင်စေတနာလေးပါရတယ်တဲ့ဟုတ်လားစေတနာလေးကကောင်းရင်စေတနာကောင်းရင်ကံကောင်းတယ်လို့မသုံးဘူးလားကံကောင်းဖို့အတွက်ဆိုရင်ဘာကောင်းရမှာလဲစေတနာလေးကကောင်းရမယ်နော်စေတနာဖြူရင်စိတ်ဖြူသွားတာစေတနာမဲရင်စိတ်မဲသွားတာသူကလှုံ့ဆော်ပေးတာဟုတ်ဗျာသူကလှုံ့ဆော်ပေးအဲ့သူရဲ့လှုံ့ဆော်မှုအပေါ်မှာဘုန်းကြီးပြောချင်တာကတရားရဲ့ပညာရဲ့ဝိရိယရဲ့ဒီသုံးချက်စုံလိုက်ပြီဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်ဒီကံနေလဲကောင်းလို့အကျိုးပေးတယ်လဲကောင်းမယ်ရှင်မှန်ချက်တွေလဲအောင်မြင်မယ်ဟုတ်ပြီလားကဲဒါဖြင့်ဘုန်းကြီးတို့သရသုမနာအဖွဲ့ကြီးမိမိတို့ရဲ့ရည်ရွယ်ချက်ကတစ်ချိန်တစ်ခါပဲလှူမလားရာသက်ပံလှူမလားရည်ရွယ်ချက်ကြီးပြောဒကမကြီးရာသက်ပံလို့မပြောဘူးလားဟမ်ဟုတ်တယ်နော်ရာသက်ပံဆိုတဲ့ဝိရိယမျိုးရာသက်ပံဆိုတဲ့တရားမျိုးပြည်ပြင်ဖို့မလိုလားဒါဖြင့်ရာသက်ပံလှူနိုင်ဖို့ဆိုရင်ဒီတိုင်းထိုင်းနေလို့မရဘူးဟုတ်လားလှူတယ်ဆိုတာလှူတဲ့ဝတ္ထုပစ္စည်းမရှာရဘူးလားလှူတဲ့ဝတ္ထုလှူမဲ့ဝတ္ထုပစ္စည်းမစုရဘူးလားဒါဖြင့်ကဲရာသက်ပံလှုပ်ထားပြီးတော့မှထိုင်းနေလို့ရှိရင်တော့အဖွဲ့ဝင်အားလုံးထိုင်းနေလို့ရှိရင်တော့ဘယ်နဲ့တော့မခိုင်နိုင်ဘူးဟုတ်လားဒါဖြင့်ရင်စီဝါရေးတွေမဆောင်ရွက်ကြရဘူးလားဆောင်ရွက်ရမှာဟုတ်လားနော်စီဝါရေးဆောင်ရွက်ပြီးတော့စီဝါရေးတွေအောင်မြင်မှစိတ်ချလက်ချလူနိုင်မှာမို့လားအခုဒုံမကြီးတို့ရဲ့အဖွဲ့ရဲ့ပုံစံကဘယ်လိုတော့ကုတူတစ်ချိန်ဆွန့်ကတ်တော်မယ်ဆိုရင်တစ်ချိန်စုလားဘယ်လိုတော့ဘုန်းကြီးပုံစံလေးပြောပြပေးပါဟောလားစင်စုတာကောင်းတယ်ညာဖြူမျိုးဈေးသူဈေးသားတွေအမဲဟုတ်ပြီဒါပြန်ဘုန်းကြီးတရားတော့တစ်ထပ်တည်းကြပြီနော်ဈေးသူဈေးသားမှဘုန်းကြီးသိလို့ခေါ်တာမဟုတ်ဘူးနော်ဒါဖြင့်ကဲဈေးသူဈေးသားတွေနေ့စဉ်စုဖို့အတွက်နေ့စဉ်ရှာရမှာဟုတ်လားဒါဖြင့်လှူဖို့အတွက်ကိုကအပိုးရှာတယ်လို့ပြောရင်ကိုမရဘူးလားကိုနေ့စဉ်စားသုံးဖို့အတွက်မဟုတ်ဘူးလှူဖို့အပိုးစုတာဟုတ်လားဒါဖြင့်အပိုးစုလို့ရှိရင်အပိုးရအောင်မရှာရဘူးလားရှာရမှာပေါ့ဒါဖြင့်ဘုန်းကြီးတို့ခင့်နေပြောကြည့်ရှာရတာလွယ်သလားခက်သလားမဲဒကမကြီးတယောက်ကတော့လွယ်တဲ့ဗျာတော်ဘုံကြီးတဲ့ဒကမကြီးခက်ကာလရာရှားတာခက်တဲ့ခေဟုတ်တယ်နော်ရှားရတာခက်တဲ့ခေမှာရှားနိုင်အောင်ကြိုးစားရတာအတော်တန်ဝိရိယနဲ့ရပါမလားအတော်တန်ပညာနဲ့ရပါမလားအတော်တန်တတ္တာနဲ့ရပါမလားအတော်တန်စေတနာနဲ့ကိုရပါမလားကဲဗျာတရားပညာဝိရိယစေတနာအလုံးကထိပ်ပိုင်းရောက်နေအောင်ကြိုးစားရမှာ
ဟုတ်လား